ဒူရင်တီအနံ့ကိုချီးနှံ့လို့ပြောတဲ့သူကိုကြည့်လိုက်တော့လဲအတုတ်တပွဲ900တန်တောင်ဝယ်မစားနိုင်တဲ့ရုပ်နဲ့ပွင့်လင်းတာတော့သဘောကျတယ်ဒါပေမဲ့မုံတော့လာမတောင်းစားနဲ့ကိုယ်တိတ်ခါနဲ့ကိုနေမငတ်နဲ့ဘူးသီးကြော်ကိုဘူးသီးမပါပဲရောင်းလို့မရဘူးလားအထက်ကဘူးသီးဖက်ကိုဖက်ဖက်စားနေရလို့အိမ်ကလူတွေကိုသိစေချင်တာကတော့ရှင်းပြတာနဲ့ပြန်ကန်ပြောတာမတူဘူးဆိုတာကိုပဲကိုပြန်မကြိုက်ချင်လို့အိမ်ကြီးပဲပြောနေတာကိုအဲ့လိုစကားနဲတာလေးကိုကြွေတာတဲ့လောကကြီးမှာဘသူဘလောက်ချမ်းသာဘသူဘလောက်ချောချောငါအားမကြဘူးငါကြတာဆိုလို့အစားအစာမြင်ရင်တရေကြတာပဲရှိတယ်မဖို့အကြောင်းနဲ့အမေတယောက်တည်းပကံဆေးနေတာမကြည့်ရလို့တခါပိတ်ထားခဲ့လိုက်တယ်ကိုပြောလိုက်တဲ့စကားလုံးကြောင့်တခြားသူစိတ်ညစ်သွားတယ်ဆိုရင်ပြောရကျိုးနဲ့ပါတယ်